အာကုသူပြုမိပေမယ့်တခါတော့ကသူ့လက်သားဆိုတဲ့ပြည်တစားမတယောက်ရှိခဲ့ပူပါတယ်။တနေ့တော့မင်းချင်းတွေကတခုတယောက်ကိုလက်ပြန်ကျိုးတုပ်ကျင်းလုံးနဲ့ရိုက်ရင်ခေါင်းဖြတ်တက်ဖို့တုတ်တန်ကိုခေါ်ခဲ့ပါတယ်။ဒါကိုလေသာပရင်းကကြည့်နေတဲ့သူ့လက်သားမြင်သွားပါတယ်။တခုကိုမြင်လိုက်ရတယ်ဆိုရင်ပဲချစ်တဲ့စိတ်ဖြစ်သွားရပါတဲ့။ဒါကြောင့်မြို့ဆောင်ကိုအသက်ပြ1000ပေးပြီးလူမသိအောင်လွတ်စေပါတယ်။ပြီးတော့အိမ်ခေါ်ပြီးခင်မွန်းအဖြစ်ယူလိုက်ပါတယ်။ဒါပေမဲ့တခိုးကသူ့စရိုက်အရာ3-4ရက်နေတော့မနေတတ်တော့ပါဘူး။ဒီတိုင်းဆင်းသွားပြန်ရင်လည်းဘာမှရမှာမဟုတ်ဘူး။လက်ကြည့်မစင်းကျင်တော့တခိုးစိတ်တန်နေပဲမိမကြီးတောင်ပေါ်မှာရှိတဲ့ရေကူးစိုးနှက်ကိုပူဇော်ရအောင်ရှိသမျှအစဉ်တစားတွေလည်းအကုန်ထုတ်ဝေခဲ့ဆိုပြီးညာခေါ်ခဲ့ပါတယ်။သူ့လက်သားကလည်းချစ်တဲ့စိတ်တစ်ခုပဲရှိတာဆိုတော့ဘာမှစဉ်းစားမနေတော့ပဲယုံယုံကြည်ကြည်နဲ့လိုက်ခဲ့ပါတယ်။တခိုးကတောင်ပေါ်ရောက်တာနဲ့သူ့အကြံတိုင်းသူ့လက်သားကိုတတ်ဖို့ပြင်မာတော့တယ်။အဲဒီကြမှာသူ့လက်သားကကြောက်ကြောက်လန့်လန့်နဲ့တောင်းပန်ပါတယ်။မရပါဘူး။တခိုးကမိမကြီးဝတ်ထားတာတွေကိုသာချွတ်လိုက်စမ်းပါငိုမနေနဲ့ငါရာဇဝင်မှာလူမတက်ဖဲနဲ့ပစ္စည်းပဲယူသွားတယ်ဆိုတာမရှိခဲ့ဘူးလို့ပြောလိုက်ပါတယ်။သူ့လက်သားကလည်းမရမှန်းသိတော့ဒါဖြစ်လေကောင်းပါပြီမောင်ရဲ့ကျမဘဝမှာမောင်းတက်ပူပြီးချစ်ရတဲ့သူမရှိခဲ့ပါဘူးဒါကြောင့်မတည်ခင်လေးမောင်ကိုလက်ရရစ်လှည့်ပြီးဟိုဘက်ဒီဘက်ကနေအားရအောင်ဖက်ပြရစီအောင်လို့တောင်းပန်ပါတယ်တခိုးကလည်းနောက်ဆုံးခွင့်ရအနေနဲ့ခွင့်ပြုပါတယ်သူ့လက်သားကလည်း3ချိန်လက်ရရစ်လှည့်ပြီးအားရအောင်ဖက်ပါတယ်အားရအောင်ဖက်ပြီးတော့တခါမောင်ကိုအရှိအနောက်တောင်မြောက်ကနေလှည့်ပြီးရှ िख ိုးပြရစီအောင်လို့ထပ်တောင်းဆိုပါတယ်။တခိုးကလည်းခွင့်ပြုပါတယ်။သူ့လက်သားကလည်းတခိုးရှိကနေတေချာလေးထိုင်ပြီးတခိုးရဲ့ခြေပမိုးပေါ်မှာသူ့ရဲ့နှစ်ဖူးလေးတင်ပြီးရှ िख ိုးပါတယ်။ရှေ့ဘက်ကနေရှ िख ိုးပြီးတော့နောက်ဘက်လဲရောက်ရောရှ िख ိုးသလိုလုပ်ပြီးတောင်အောက်ကိုတွန်းချပစ်လိုက်ပါတယ်။ဒါကိုတွေ့တဲ့တောင်ဆောင်ကလောကကြီးမှာအခက်အခဲသိယောက်ျားတွေသာပညာရှိတာမဟုတ်ပါဘူးမိန်းမတွေလည်းပညာရှိပါတယ်ဆိုပြီးဂါထာတွေနဲ့ချီးမွမ်းပါတယ်ဒီအကြောင်းအရာကတော့950ဇဝတ္ထုသူ့လက်သားဇက်ကကောင်းတို့ဖော်ပြထားခြင်းဖြစ်ပါတယ်သူ့လက်သားရဲ့အပြုအမူနဲ့ပတ်သက်ပြီးကျေးဇူးတော်ရှင်မင်းကုန်းတိပိဋကဆရာတော်ဘုရားကြီးကတောင်ဆောင်နဲ့ချီးမွမ်းတာနဲ့ပတ်သက်ပြီးအတိအဉဏ်နဲ့တပိုင်းပါဏာတိပါဒဒုစရိုက်နဲ့တပိုင်းခွဲခြားပြီးမှတ်ယူရမယ်လို့ဆုံးဖြတ်ပြထားခဲ့ပါတယ်။ကိုယ့်အသက်ကိုဘလို့ကာကွယ်ရမယ်ဆိုတာသိတာကပညာပါ။တောင်အောက်ကိုတွန်းချလိုက်တာကပါဏာတိပါဒအကုသိုလ်ကံပါ။တခိုးကိုတွန်းမချပြင်းလဲကိုတည်မှာပါ။တွန်းချပြင်းလဲပါဏာတိပါဒအကုသိုလ်ကံထိုင်မှာပါ။ကဲစာဖတ်သူကိုဒီလိုအခြေအနေမျိုးကြုံလာရင်ဘလို့လုပ်မလဲ။အသက်ပဲအသေးခံမလားတွန်းမဲချမလားစဉ်းစားဖို့အချိန်ကအများကြီးမရပါဘူးမိနစ်ပိုင်းလောက်ပဲရတာပါမိနစ်ပိုင်းအတွင်းမှာကိုကဆုံးဖြတ်နိုင်ရမှာပါဒီတော့အမြည်တက်ပြီးခွဲရအောင်ပါပညာရဲ့သီလရဲ့ပါကိုယ့်အသက်ကိုဘယ်လိုကာကွယ်ရမယ်ဆိုတာသိတာကပညာပါပါဏာတိပါဒအကုသိုလ်ကံမဖြစ်အောင်စောင့်ထိန်တာကသီလပါဒီနေရာမှာပညာနဲ့သီလဘယ်ဟာကိုရွေးမလဲဆုံးဖြတ်တော့မပြတော့ပါဘူးနည်းနည်းလောက်သုံးသပ်ပြရအောင်ပါဖျားလောင်းတော်ဟာသီလပါရမီခန္တီပါရမီဖြည့်ခဲ့တဲ့ဇတ်တော်တွေမှာပါဏာတိပါဒအကုသိုလ်ကံကျူးလွန်ဖို့ကြုံလာရင်လေအသက်သာအသေးခံမယ်သူတစ်ပါးအသက်ကိုတော့လုံးဝမသက်တော့ပါဘူးခန္တီဝါရီဇတ်မှာကလပ်ဘူမင်းကဘလောက်ပဲနှိမ့်ဆက်ဘာမှပြန်မလုပ်ခဲ့ပါဘူးသီလပါရမီကိုဖြည့်ခြင်းခဲ့တဲ့တတိဆံဘဝတွေဖြစ်တဲ့ဘူရိတနဂါမင်းဝတ္ထုစရံစင်မင်းဝတ္ထုတွေမှာလည်းရန်သူကိုဘလို့တုံ့ပြန်ရင်နိုင်မယ်ဆိုတာသိပေမဲ့သီလကိုအပြတ်မခံခဲ့ပါဘူးသီလကိုပဲဦးစားပေးခဲ့ပါတယ်ဟောပညာပါရမီကိုဖြည့်ခြင်းနဲ့မဟောတထာဇတ်တော်မျိုးကြတော့ဆိုရဒီပြမတန်မင်းကလက်အောက်မင်းတွေနဲ့ဝိဒီဟာတိုင်းကိုဝိုင်းပြီးတိုက်ခိုက်တော့ဖျားလောင်းတော်မောတထာက
ပညာအစွမ်းနဲ့ပြန်တိုက်ခတ်ခဲ့တာဆူလနီပြမရန်မင်းရဲ့တက်တွေဖျို့ဖျဲဖြစ်ပြီးထွက်ပြေးရပါတယ်ကေဝတ်ပုံနာလည်းရာဇဝင်တွင်အောင်ဒဏ်ရာနဲ့အမတ်တရဖြစ်ကြံရစ်ခဲ့ရပါတယ်အားလုံးပြောနေကြတဲ့ကေဝတ်ပုံနာကအမာရွတ်ကိုမြင်နိုင်မဟောတထာကိုတတိရတယ်ဆိုတာပါတကယ်ဆိုဆူလနီပြမရန်မင်းရဲ့တက်ကဖျားလောင်းတော်ရဲ့တက်ထက်အစတရာလောက်ကြီးတာပါတကယ်ရှင်ချရင်ဝိဒေဟာတိုင်းမှုညံ့တောင်ကြည်သွားမှာပါဒါပေမဲ့ပညာစွမ်းနဲ့ပြန်တိုက်နိုင်ခဲ့တဲ့အတွက်ပြည်သူပြည်သားတွေအသက်ချမ်းသာရခဲ့ကြပါတယ်အဲ့ဒီအချိန်မှာဖျားလောင်းကခန္ဒီပါရမီကိုဖြည့်နေမယ်တီလကိုဦးစားပေးနေမယ်ဆိုရင်တိုင်းသူပြည်သားတွေအားလုံးတည်ကြည်ပျက်စီးရတော့မှာပါပညာပါရမီဖြည့်ခြင်းတဲ့ဇက်တော်မှာတော့ပညာကိုပဲဦးစားပေးလိုက်တာတွေ့ရပါတယ်ဒါကဖျားလောင်းတော်ပါရမီဖြည့်ခြင်းခဲ့တဲ့ဇက်တွေနဲ့ရှင်ပြီးပြောပြတာပါသူလက်သာဇက်ဝတ္ထုလေးကမြတ်စွာဘုရားပွင့်တော်မမူခင်ကာလကဖြစ်ခဲ့တာပါမြတ်စွာဘုရားရှင်လက်ထက်တော်ကလည်းသူလက်သာဇက်နဲ့ထပ်တူနီးပါးတူတဲ့ဇလန်းလေးတစ်ပုဒ်ရှိခဲ့ပူပါတယ်အားလုံးကြားဖို့တဲ့ဝတ္ထုလေးပါကုံတလကေတာထေရီမရဲ့ဝတ္ထုလေးပါကုံတလကေတာထေရီမလောင်းဟာဗတ္တာမြည်တဲ့တထေသမီးဘဝမှာတပ်ဖို့ခေါ်လာတဲ့တကိုးကိုငွေနဲ့လဲပြီးခင်မွန်းအဖြစ်ပေါင်းပါတယ်တကိုးက3-4ရက်ပေါင်းပြီးတောင်ပေါ်ခေါ်လာတကိုးကတက်မဲ့အလုံးမှာသူ့လက်သားရဲ့အပြုအမူတိုင်းပရိယေနဲ့ပညာသုံးပြီးတောင်အောက်ကိုတွန်းချပစ်လိုက်တာပါအိမ်ပြန်လို့မဖြစ်တော့တက္ကသိုလ်တွေစီမှာပရိဘိုမဝေအဲ့ဒီတက္ကသိုလ်တွေစီမှာပဲပညာတွေသင်ယူပါတယ်တက္ကသိုလ်တွေစီကပညာတက်မြောက်တဲ့အခါမြို့တွေရွာတွေမှာရှိတဲ့ပညာရှိတွေစီထပ်ပြီးပညာသင်ပါတယ်သူနဲ့ဝါဒပြိုင်နိုင်တဲ့သူမရှိတော့အောင်ကိုတက်ခဲ့ပါတယ်နောက်ဆုံးတော့အရှင်သာရိပုတ္တရာနဲ့တွေ့ပြီးဝါဒပြိုင်ရင်ရှုံးလို့အရှင်သာရိပုတ္တရာစီမှာတပည့်ခံပါတယ်ဒါပေမဲ့အရှင်သာရိပုတ္တရာကမြတ်စွာဘုရားစီကိုပဲလွတ်လိုက်ပါတယ်မြတ်စွာဘုရားရှင်ကတဟတမပိစေကာထာအနတ္တပဒံတန်ဟိတာဧကံဂါထာပဒံတေယောယံတုတ်တဝါဥပတံပတိဂါထာတစ်ထောင်ဖြစ်ပါစေအကျိုးမရှိတာတွေနဲ့ရေးဖွဲ့ထားရင်မမြတ်ပါဘူးအပမတော်အမတံပဒံအစရှိတဲ့ဂါထာတစ်ပုဒ်ကိုနာကြားပြီးကိလေသာအပူငြိမ့်မယ်အဲ့ဒီဂါထာတစ်ပုဒ်ကသာမြတ်ပါတယ်လေးပါရရှိတဲ့ဂါထာလေးတစ်ပုဒ်ကိုဟောလိုက်တာဂါထာဆုံးတာနဲ့ရက်လျက်ပဲပရိတံပိတာဉာဏ်လေးပါးနဲ့အရဟတဘုကိုရသွားပါတယ်နောက်ဘိက္ခုနီမဝစ်ပြီးကုံတလကေတာထေရီရဲ့လို့ထင်ရှားသွားပါတယ်ဒါတင်လားဆိုတော့မဟုတ်ပါဘူးလင်းလင်းမြတ်မြတ်နဲ့မညံဖူညံရတဲ့မြတ်စွာဘုရားရှင်ရဲ့တပည့်မှာဘိက္ခုနီမတွေထဲမှာအမျက်ဆုံးဆိုပြီးခိတ်ပါပညာဣတတတ်ကိုပါစုခူးသွားခဲ့ပါတယ်ဒီဝိထုလေးမှာတကယ်လို့သာတီလကိုဦးစားပေးပြီးကိုယ့်အသက်ကိုကိုယ်အသေးခံလိုက်မယ်ဆိုရင်တော့အရှင်သာရိပုတ္တရာနဲ့လည်းတွေ့စရာအကြောင်းမရှိတော့ပါဘူးမြတ်စွာဘုရားရှင်နဲ့လည်းတွေ့စရာအကြောင်းမရှိတော့ပါဘူးဒါဆိုတရားသူတရားမြတ်ကိုမရနိုင်တော့သလိုဣတတတ်ဆိုတဲ့ဘွယ်သူကိုလည်းမရနိုင်တော့ပါဘူးတချို့စိုးကျိုးတွေဟာစိုးကျိုးကတဆင့်ကောင်းတဲ့ဘက်ကိုရောက်သွားတတ်ပါတယ်အာကုသိုလ်တစ်ခုခုကိုမလွဲတာမရှောင်တာပြုမိပြီးအဲ့ဒီအာကုသိုလ်ကိုပဲသတိတံဝေကကြီးစွာရပြီးဝိပဿနာတရားတွေကြိုးကြိုးစားစားအားထုတ်လိုက်တာတရားတို့တရားမြတ်ရသွားတဲ့သာရကတွေအများကြီးရဲ့ပါဒါကြောင့်ပြုမိတဲ့အာကုသိုလ်တစ်ခုကိုကြည့်ပြီးဆုံးဖြတ်လို့မရပါဘူးနောက်ဆုံးရလဒ်အဖြေကိုကြည့်ပြီးဆုံးဖြတ်ရမှာပါနောက်ဆုံးရလဒ်ကဘာလဲပြုမိတဲ့အာကုသိုလ်ကိုအမိပြုပြီးကုသိုလ်တွေပြုရင်ဘဝကမြင့်တဲ့မြင့်သွားမယ်ဆိုရင်တော့မြတ်သွားရတာပါအာကုသိုလ်ကတော့အာကုသိုလ်ပါပဲဒါပေမဲ့အဲ့ဒီအာကုသိုလ်ကိုပဲအရင်နှီးလုပ်ပြီးကိုယ့်အတွက်ကုသိုလ်အမြတ်ထွက်အောင်လုပ်လို့ရတယ်ဆိုတာပါပဲပြုမိတဲ့အာကုသိုလ်ကိုအမိပြုပြီးရလက်လှအောင်လုပ်ယူရမှာပါကုံတလကေတာထေရီကတော့တကယ်ကိုရလက်လှသွားရတာပါအဲ့ဒီလိုမှမဟုတ်ပဲအာကုသိုလ်နဲ့ပဲတန့်နေမယ်ဒါမှမဟုတ်အာကုသိုလ်ကိုပဲထက်ခါပြုနေမယ်ဆိုရင်တော့အစိုးကနေစိုးတဲ့ဆိုးသွားရတာပါတကယ်လို့ဘဝမှာ
မလွဲမရှောင်သာသောအကုသိုလ်ကိုပြုလိုက်မိပေမယ့်ကိုပြုခဲ့တဲ့အကုသိုလ်ကိုပဲတတိတံဝေကကြီးစွာရပြီးဘဝရှိနေတဲ့အတွက်ဒီလိုအကုသိုလ်တွေပြုမိတာဘဝသာမရှိတော့ရင်ဒီလိုအကုသိုလ်တွေပြုမိတော့မှာမဟုတ်ဘူးဆိုပြီးဘဝလွတ်မြောက်ကြောင်းဝိပဿနာတရားတွေဖိပြီးအားထုတ်ပြလိုက်မယ်ဆိုရင်လေပါရမီမပါသေးလို့တရားတို့တရားမြတ်မရအောင်တော့တရားတို့တရားမြတ်ရဖို့အထောက်ပံ့တွေတော့ကောင်းကောင်းကြီးရသွားတော့မှာပါအဓိကကတော့ပြုမိတဲ့အကုသိုလ်ကိုတတိတံဝေကကြီးစွာရပြီးကုသိုလ်တွေဆက်ခါပြုနေမှုပါပဲဘဝရှိနေသေးတဲ့၍ဆိုင်ရမတ်တစ်ခုခုကိုမရသေးတဲ့၍တော့ပုထုဇဉ်တယောက်ဟာအချိန်မရွေးအကုသိုလ်တစ်ခုကိုပြုနိုင်ပါတယ်ပုထုဇဉ်ဘဝဟာဘာမှကိုစိတ်မချရသေးပါဘူးစိတ်ချရတဲ့ပန်းတိုင်တစ်ခုစီကိုစိတ်ကအမြဲဥတီထားနိုင်မှာမှတော့ကကြမှာပါဘာပဲပြောအကုသိုလ်ကိုပြုမိပေမဲ့တတိတံဝေကကြီးစွာရပြီးဘဝလွတ်မြောက်ကြောင်းကုသိုလ်တွေဆက်ခါပြုမိနေလိုက်ဖို့ပါပဲလေကျမ်းကို1မဟာဗုဒ္ဓဝင်ပထမတွင်ပထမပိုင်းသီလပါရမီအခန်း2မဟာဗုဒ္ဓဝင်စတ္ထမတွင်ဒုတိယပိုင်းမင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးအလင်းနန်းကြာနေ24ရက်3လ2008ဟုတ်ကဲ့ကျွန်တော်ခုဖတ်ပြပေးသွားတာကတော့ဆရာတော်ရေဝင်တွင်အင်းမရေးသားထုတ်ဝေထားတဲ့ဖြစ်ပြီးတဲ့အကုသိုလ်ကိုဘလို့ပဲမလဲဆိုတဲ့စာအုပ်ထဲကအကုသိုလ်ပြုမိပေမဲ့ဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးသွားတာဖြစ်ပါတယ်